ခိုဒူရတယောင်ရန်ကုန်မြို့ပြင်ကနေမြေအသစ်တစ်ခုမှာဈေးပပေါ်နဲ့ရတဲ့ခြံဝင်းကျဲကြီးတဲကအိမ်ဟောင်းတစ်လုံးကိုငှားလိုက်မိတာကသူ့ဘဝရဲ့အမားဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်လာလိမ့်မယ်လို့မထင်ခဲ့မိဘူးအိမ်ကပြင်းထောင်အိမ်နှစ်ထပ်ဖြစ်အပေါ်ထက်ကတက်သားချမ်းပြင်တွေကရှောက်လိုက်တိုင်းကျွတ်နဲ့မြည်တတ်ပါတယ်သူပြောင်းလာတဲ့ပထမဆုံးရမှာလဲထူးဆန်းတာတွေစကြုံရတော့ပါတော့တယ်ညတန်းကောင်တနာရီလောက်မှာကိုသူရအိပ်ပျော်နေတော့အပေါ်တက်ကနေဒုံဆိုတဲ့ပြေးလွှားတန်းတွေကြားလိုက်ရတယ်အစကတော့ကြွက်တွေပြေးနေတာပဲလို့သူ့တွေးမိပေမဲ့အတန်းကကြွက်တန်းထက်ပိုလေးပြီးလူတယောက်ပြေးနေတဲ့အတန်းနဲ့ပိုတူနေပါတယ်သူမီးအိမ်လေးကင်ပြီးအပေါ်ဓာတ်ကိုတက်ကြည့်တဲ့အခါဘယ်သူမှမရှိဘူးဒါပေမဲ့အပေါ်ဓာတ်ရဲ့ဖုံထူနေတဲ့ကျမ်းပြင်ပေါ်မှာခြေရာအဆိုးတွေကိုတွေ့လိုက်ရတယ်အဲ့ဒီခြေရာတွေကအခန်းထောင်းကဘီဒိုအိုကြီးတွေကိုဝင်သွားတဲ့ပုံစံမျိုးပါကိုသူရတက်တီမွေးပြီးဘီဒိုတကားကိုဆွဲဖွင့်လိုက်တဲ့အခါဘာမှမရှိပါဘူးသူတက်ပြင်းချပြီးပြန်လှည့်အထွက်မှာမဲသူ့ပခုံးဖော်ကိုအေးဆက်လက်ချောင်းတွေကလာထိသလိုခန်းစားလိုက်ရတယ်တဆက်ထဲမှာမဲနားလေးကနေကပ်ပြီးငါအိမ်ကနေထွက်သွားဆိုတဲ့တိုးရှက်အတန်းကြီးကိုကြားလိုက်ရပါတယ်သူကြောက်လန့်နဲ့အောက်ထပ်ကိုပြေးဆင်းလာခဲ့တယ်အောက်ထပ်ရောက်တဲ့အခါအိမ်ရှိတကားကြီးကအပြင်ကနေပိတ်ထားတယ်လို့မျိုးဖွင့်လို့မရတော့ဘူးအိမ်ထဲမှာမီးတွေကလည်းတစ်ဖက်နဲ့ငိမ့်သွားလိုက်လင်းလာလိုက်ဖြစ်နေတော့လေကားချီရင်ပါစပြင်းဖားလျားနဲ့မိန်းမတယောက်ရပ်နေတာကိုတွေ့လိုက်ရတယ်သူမျက်နှာကဖြူလျော့နေပြီးမျက်လုံးနေရာမှာမျက်စမ်းမရှိပဲအပေါက်ကြီးတွေအတိုင်းမြင်နေရတယ်အဲ့ဒီမိန်းမကကိုသူရစီကိုတလန်းချင်းရှောင်လာရင်ပါဇက်ထဲကနေသွေးတွေအန်ချနေတယ်ကိုသူရဖျားစာတွေရွတ်ပြမဲ့လဲအဲ့ဒီဝိညာဉ်ကပျောက်မသွားပဲသူ့ရှေ့ကိုအနီးကပ်ရောက်လာခဲ့တယ်ပြီးတော့သူ့လေပင်ကိုအေးဆက်လက်ချောင်းတွေနဲ့ညှိုက်လိုက်တဲ့အချိန်မှာပဲဝုန်းဆိုတဲ့အတန်နဲ့အတူကိုသူရလန့်နိုးလာခဲ့တယ်ဒေါ်သေးတာပေါ့အိမ်မက်ဖြစ်နေလို့သူတွေးရင်းချွေးတွေကိုတုတ်လိုက်တယ်ဒါပေမဲ့သူအိပ်ရာဘေးကမှန်သေးကိုကြည့်လိုက်တဲ့အခါသူ့ရဲ့လေပင်မှာညိုမြဲနေတဲ့လက်ပွေးရာကြီးထင်းချမ်းနေတာကိုတွေ့လိုက်ရပါတော့တယ်အဲ့ဒီအချိန်မှာပဲအိတ်ခမ်းအပြင်ဘက်ကနေကျွတ်ဆိုတဲ့ခြေတံတွေကသူ့အခန်းတကားစီကိုတဖြည်းဖြည်းနီးကပ်နေပြန်ပါပြီ